ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဗျာဒီနေ့ညမှာတော့ပေါ့ပပလေးပဲဗီဒီယိုဖိုင်လေးတွေတချို့ကိုစူးစီးထားပါတယ်ကျွန်တော်တို့မြန်မာပြည် online ပေါ်ကဗျမ်းပတာဖြစ်နေတဲ့ဗီဒီယိုဖိုင်အစုံပလုံးလေးတွေကိုကျွန်တော်နဲ့အတူတူအပီးထိအဆုံးထိလိုက်ပါကြည့်ရှုဖို့ပြောချင်ပါတယ်ဗျာဗီဒီယိုဖိုင်လေးအရင်ဖွင့်ပြမယ်ပြီးရင် brother တို့ကိုကျွန်တော်မေးခွန်းလေးတစ်ခုမေးမယ်အရင်ဦးဆုံးတော့ဒီဗီဒီယိုဖိုင်လေးရင်ကြည့်အောင်ရေစစ်တန့်လင်းပြီးမဲတာအောင်ပြင်ပြမယ်နော်မဲတွတ်တွန်နီနှစ်ချမ်းပဲရိုင်းချမ်းနော်ရိုင်းချမ်းနှစ်ချမ်းဘယ်နှလုံးလဲနှလုံးသုံးလုံးဆိုရောက်လေးလုံးငါးလုံးတော့ဒီနေ့သုံးလိုက်တယ်နှစ်နည်းနည်းလေးများမယ်နော်အဲ့ဆိုလို့ရှိရင်这种皮菜鱼，这种皮菜鱼，三类毛菜鱼，秋毛菜没喏，沙菜没喏。总有点懵来睇没？都上啊，生的些，生懵来那睇没？哦，底下看那别的嘿，都该死多了，看那上，没啦，死嘞一嘞嘞，打死变嘞说，死变嘞。ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မေးချင်တာက तू ဘိုင်းချက်တယ်လို့ပြောသွားတာအဲ့ဒါပြောတာနော်အဲ့ဒါပြောတာအဲ့တော့ကိုဆရာသမားတို့ဘာတွေလိုက်ကြည့်နေမှန်းမသိဘူးဘိုင်းချက်ပြလို့ချက်ပြမှန်းလည်းမသိဘူးမစားရအညော်ခမ်းဆိုတာအဲ့ဒါပဲဗျသိလားစက်ကြည့်အောင်ကားညှို့တာလေးပြပြမယ်နော်မကြည့်ကားညှို့လိုက်တာဣတိလို့ဓာတ်ပုံလေးကိုရိုက်တယ်အဲ့ဒါလည်းဒီချက်ပညာဒါနနာမှာတင်တယ်နော်ပညာဒါနလိုင်းမှာတင်တာနော်အဲ့လိုကိုကြိုက်နှစ်သက်တဲ့အရာတစ်ခုကိုတဲ့ကိုလူလူချစ်ချင်းဖြစ်တဲ့အရာတစ်ခုကိုဓာတ်ပုံလေးရိုက်ပြီးတော့ခန်းစားရတယ်ဒီမှာကြည့်ညှို့တာနော်ဒါပေမဲ့ဒီအရာကိုညှို့တာမဟုတ်ပလဲဖြူရအောင်ကိုညှို့တာတကယ်လည်းပလဲအဖြူရအောင်ပဲလာတယ်နော်ပုံစံကြည့်တူတယ်နော်လက်နေလို့ဒီမှာကြည့်အေးတလို့ဓာတ်ပုံလေးပေါ်မှာလေစိတ်ကူးလေးရင်အဲ့ဒီချုံနေရင်လည်းကားစီးနေတယ်ဘယ်တဆိုင်ကစီးသွားရင်လည်းကားကူပဲဒီဇိုင်းမမညှို့တာဆွေဆိုရင်လည်းဒီလိုပဲတပဲရတယ်တပဲစုတယ်တပဲရနောက်ထပ်ထပ်လာမယ်ထပ်စုတယ်နောက်ထပ်ထပ်လာမယ်ထပ်စုတယ်အဲ့လိုမျိုးတွေဆွေစုတာအဲ့လိုမျိုးမှဆွေရတာငါဟိုလောက်မှဝယ်မယ်ဒီလောက်မှဝယ်မှာဒီဈေးလားငါမဝယ်နိုင်ဘူးအဲ့ဒီစိတ်လုံးဝမဟုတ်နော်ဆွေလုံးစင်အခါတော့380ဈေးဒီချက်နဲ့လက်မတွဲထားရင်ဒီလိုဈေးမျိုးကမဝယ်ဘူးဈေးကြီးလို့မဝယ်ဘူးလေဒီချက်ကပြောတာတယ်ပညာဒါနလိုက်မှကိုပြောတာဆွေဝယ်ရင်နောက်ထပ်ထောက်ဝယ်မယ်စိတ်နဲ့ဝယ်ဒီဥစ္စာကရောတဲ့ဘလောက်လဲဘယ်လောက်စီလဲလုံးဝမတွေးနဲ့ဆိုပြီးဒီချက်ကပြောထားတယ်အဆွေဆိုင်သွားပြီးဒီပစ္စည်းတွေခဏလောက်ပေးဆိုပြီးကင်ကြည့်တာဒီချက်တင်နာပေးတာအေးလိုမျိုးလေးတွေအဲ့ဒါတွေအလုံးကပညာဒါနလိုက်မှာအလုံးရှိတယ်နော်ဒီချက်ကလေတနိုင်ငံလုံးမကတကဘာလုံးမကဒီချက်ကချမ်းသာခြင်းတဲ့စိတ်နဲ့ပညာဒါနလိုက်တွေမှာဒီချက်ကလွှင့်လာတာပါရှင်ဟုတ်ပြီနော်ကျွန်တော်မိတ်ဆွေများလဲလိုချင်တာလေးတွေရှိရင်ညှို့လိုက်ပါဗျာနော်ဒါမှမဟုတ်ရင်ညှို့တာမညှို့တတ်ဘူးဆိုလို့ရှိရင်ဒီဆီယမရှိမှာပညာဒါနသွားတတ်ပေါ့ဟုတ်လားကားလို့ချင်းကားပုံလေးကိုကြည့်ပြီးညှို့လိုက်ကိုယ်တန်ရညှို့ကြပေါ့ဗျာနော်သူကတော့ညှို့ရင်ညှို့သလိုရတယ်ပြောတာပါပဲဗျာဟုတ်မဟုတ်တော့လဲမသိဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ကတော့ပြန်လဲဝေမျှယုံတတ်ပါပဲဟုတ်ကဲ့ပါဒါလေးလဲဆက်ကြည့်အောင်ဝိုင်ဘီရဲ့ရင်မောင်းများတဲ့ပတ်စံမကောက်ရတဲ့ကဲကြည့်ဦးဘလို့နေထားလဲဆိုကြည့်လိုက်အောင်ရတဲ့မိတ်တူကြီးလို့ထောင်းကာလာပင်းထုတ်ပြီးတော့အုံးနဲ့ထည့်သွားတာဘလို့လုပ်ရမလဲဘလို့လုပ်ကြမလို့သက်ဆိုင်တဲ့လူကြီးတွေလည်းနည်းနည်းအကြံဉာဏ်လေးကပေးကြအောင်
ထောင်းထောင်းကာလာပလင်းထုတ်ပြီးတော့လိုင်းကားပေးကားကားပေးသွားတယ်ငါလက်ကွီးတော့ခြေစမ်းမအောင်ကွာဩဝါရီဟမ်တော်စိုးနေပြီညံကောင်းတယ်နော်ထောင်းနှံဟိုတော့ကာလာပရင့်ထုတ်ပြီးတော့ဝိုင်ဘက်စီးသွားတယ်ဒါတွေကပြောတာဗျာသိလားဒါတွေကဟာသားတော့ဟုတ်မနေဘူးနော်ဒါတွေဟာသားတော့ဟုတ်မနေဘူးသိလားဒါတကယ်ရွှတ်ရှိတယ်ပြဿနာရှိရနော်အဲ့ကိစ္စတွေကလည်းသိလားဟုတ်ကဲ့ပါဒါလေးလည်းဆက်ကြည့်အောင်ဗျာရန်ကုန်မှာနေရတာလည်းမလွယ်တော့ဘူးလုံခြုံစိတ်ချမှုတွေမရှိရတော့ဘူးဗျာဒီနေ့ဒါစာဝါသွားတက်တာရန်ကုန်မိုးတက္ကသိုလ်ကြီးမြင့်နိုင်မှာပေါ့နော်စာဝါသွားတက်တာတက်ပြီးပြန်လာတော့23ကားပေါ်မှာဗျာဒီမှာကြည့်လိုက်ပါဦးအဲ့ကိုခွဲသွားတာအဲ့တော့ဦးဇင်းတို့ကအသက်မရှိလို့ကားကမရှိလို့နော်လမ်းကားလေးစီးပြီးတော့တက်ရတာဒါစာအုပ်တွေထဲမှာဘာမှမပါဘူးဝတ္ထုလည်းကားကတော့မရှိဘူးဒါပေမဲ့သုံးပြတဲ့ဖုံးလေးတော့ထားတာပေါ့ဗျာဒါပေမဲ့မပါတော့အဲ့ကနှစ်ထပ်ဆိုတော့ဒီလိုဓာခွဲတယ်အဲ့ကိုဓာခွဲခံရတယ်အဲ့တော့ပြောချင်တာကတန်ခါငယ်လေးတောင်မှပဲစာဝါတော့တက်ရတာအဆင်မပြေတော့အဲ့လိုနေထားတွေဖြစ်နေတယ်အထဲထဲမှာတော့ဘာမှဖြစ်မသွားဘူး23ကားပေါ်မှာအပြန်ကျင်းမနိုင်နက်စလန်ကနေပြီးတော့တခမမန်းကြောင်ကိုစီးတဲ့အချိန်မှာဖြစ်သွားတာပေါ့နော်ကျောင်းကနေကင်းပိုင်းကိုတနာရီသွားရပါတယ်စာဝါသွားတက်တယ်ညနေကျတော့4နာရီပြန်ရတယ်အဲ့လိုဖြစ်ပါတယ်နောက်ဆင်ကျင်ကြဖို့ရန်ကုန်မြို့ကြီးမှာနေရတာလဲလိုင်းကားတွေစီးရတာပဲဖုန်းကြီးတွေတောင်မညာတော့ဘူးအဲ့လိုဖြစ်နေပြီအဲ့တော့ရန်ကုန်မှာကပိုင်းနိုင်တွေရန်ကိုတောင်းချမ်းလုံးအားကြီးနေပြီဟိုရင်တော့လည်းကျွန်တော်ပြောခဲ့ပါတယ်အခုကဘုံကြီးမှန်းလည်းမသိတော့ဘူးဘုံကြီးလည်းနှိုက်တာပဲကျုံရင်ကျုံလို့နှိုက်တာဒါလေးလည်းဆက်ပြကေပေးစင်တာကိုရောက်တယ်ကွာအဲ့တော့မင်းတို့ကပိုင်းနိုင်တွေကခါးတွေကငါတယ်လီဖုန်းရောင်းလိုက်လို့လဲမင်းတို့တွေ5-6ယောက်တရက်စာပြင်ပုံမရပါဘူးကွာဒါပေမဲ့အဲ့မင်းတို့ရလိုက်တဲ့ငွေပမာဏကနည်းနည်းလေးဒါပေမဲ့မင်းတို့ပေးဆက်ရမယ့်အကုသိုလ်တွေကအကြီးကြီးပဲငါရှုံဘုရားထက်ပြည့်စင်အောင်တက်တယ်အလောကနတ်ဘလူးရှိမှာငါဒိဋ္ဌံဝင်တယ်အဲ့ဒါတွေကိုမင်းတို့ငါ့ကိုလှုပ်ခွင့်ပိတ်ပင်လိုက်တာအဲ့ဒီအတွက်မင်းတို့နဲ့မင်းတို့အကျိုးတူအကုသိုလ်နဲ့ကုသိုလ်ဝိကံတဲ့တီလက်တယ်ပြုလို့တိုက်တွန်းသူတို့ကုသိုလ်နှမျိုးပြည့်အကျိုးများအတူရအောင်တန်ဖိုးတာဖျားတကမိမချရှင်တယ်အဲ့ဒီမင်းတို့အုပ်စုကြီးကမင်းတို့ကံတူအကျိုးပေးပဲဒါကိုလည်းအကျိုးမပေးပါနဲ့အကျိုးပေးပါနဲ့လို့တောင်းဆိုလို့လည်းမရဘူးဒါကိုလုပ်တဲ့ action ကို reaction ပဲအဲ့တော့မင်းတို့ငါချီရလိုက်တဲ့ဟာလေးကသုံးရတာကနည်းနည်းလေးရလိုက်တဲ့အကျိုးကနည်းနည်းလေးခံစားမယ်အပြစ်တွေကအများကြီးပဲအဲ့တော့မင်းတို့အနေနဲ့အဲ့ဒီကတ်တွေကိုဟုတ်လားရှင်းလုံးပြောရင်ကွာပတ်စံအိတ်ကလည်းအဟောင်းကြီးဘာမှလည်းတန်ဖိုးလည်းမရှိတော့ဘူးကွာအဲ့ဒီအိတ်လိုက်လေးကိုမင်းတို့တွေဟိုနေဓာတ်တိုင်တို့လိုတနေရာမှာချိတ်ထားလိုက်တယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်အောင်လူတွေကအသိဉာဏ်ရှိတယ်မင်းတို့တွေကမရှိလို့ဒီအလုပ်တွေကိုမင်းတို့လှုပ်ရှားနေတာခြေကောင်းလက်ကောင်းကြီးနေနေဟုတ်လားနော်ပြန်မဲလုံးမလားရအောင်ဒီမှာစိုက်ကားနေနေတယ်ကွာဒီမှာစိုက်ကားပဲနေမလားဘောကမှရင်းချင်းချင်းဥမာဖုံးလေးတော့တုံးနေတယ်မှာစိုက်ကားပြရင်ဟုတ်လားနော်လှုပ်ရှားလို့အများကြီးရဲ့ဒါကိုမင်းတို့တွေကိုငါတို့ကတော့အပြစ်လည်းမပြောပါဘူးမင်းတို့တိုင်းနဲ့မင်းတို့ကမင်းတို့လုပ်တဲ့ကိစ္စမင်းတို့အပြစ်ပဲငါလုပ်တဲ့အပြစ်လုပ်ကိစ္စငါအပြစ်ပဲငါအကျိုးအပြစ်ပဲအဲ့တော့မင်းတို့တွေရတာကနည်းနည်းပဲအကျိုးစားလိုက်တဲ့ရတာကနည်းနည်းလေးပဲခံစားမယ်အပြစ်တွေကအများကြီးပဲအဲ့တော့မင်းတို့တွေအနေနဲ့အဲ့ဒီငါဖျားပေါ်တက်လို့မရတဲ့အတွက်ကြောင့်မင်းတို့အဲ့ကက်တွေကိုမင်းတို့လည်းဟဲ့လားခရမ်းပြောရင်ချီးကုန်းလို့လည်းမရဘူးကွာအဲ့တော့အဲ့ဒါမင်းတနေရာမှာတစ်ပင်လေးတနေရာမှာချိတ်ထားပေးလိုက်ရင်တော့မင်းတို့တို့အကုသိုလ်တွေကနေပြီးတော့အကုသိုလ်ပေါ့ရော့တာပေါ့ကွာဟုတ်လားအဲ့တော့ဒီဆရာသမားကလည်းဖုန်းကပိုင်းနိုင်ခံရတယ်ဗျအဲ့တော့ဗျာဆရာတော်တန်ဃာတော်တွေကိုလည်းမချန်တော့ဘူးဒီလိုမျိုးလောကီဆရာတွေကိုလည်းမချန်တော့ဘူးလူမျိုးစုံဘာသာစုံလူဒန်းစားမျိုးစုံကိုနှိုက်နေတာဗျရန်ကုန်မှာတော်တော်ဆိုးဆိုးကိုဖြစ်နေတာအဲ့တော့ဗျာဒီဆရာပြောသလိုအကုသိုလ်ကိုလှုပ်လို့အကုသိုလ်ဖြစ်မယ်ဆိုတာကနောက်မှမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာကနောက်မှဗျအဲ့တော့ဒါတွေကဘာသာရေးတွေ
တန်ဝေကတွေဘာညာတွေခဏအကုသိုလ်တွေကိုခဏထားလိုက်အောင်ဒါကဘာကိုအလင်းမြန်လှုပ်ဆောင်ရမှာလဲဆိုတော့ဒါကတရားဥပဒေစိုးမိုးမှုကိုနရွက်ဇရွေးစွတ်နေတဲ့ကိစ္စတွေနေ့စဉ်လူမှုဘဝမှာပြည်သူတွေဘဝမှာအနှောက်အယှက်တစ်ခုလိုမျိုးလုံခြုံမှုမရှိသလိုမျိုးဖြစ်နေတဲ့ကိစ္စကြီးကိုယ်အင်ရထွက်ပြီးလိုင်းကားပေါ်တက်ပြီးဆိုရဲလုံခြုံမှုဆိုတာဘာလဲလို့မေးခွန်းတော့ရမယ်ကိစ္စမျိုးဖြစ်နေတာဒါကတရားဥပဒေစိုးမိုးမှုမရှိနေတာဒါကရန်ကုန်မှာရှိတဲ့ကပိုင်း၌တွေကိုစီမံချက်တစ်ခုအနေနဲ့နှိမ်နှင်းရတော့မယ်ဆိုတာကိုမိနီပြနေတာဒီကောင်တွေကအကုသိုလ်ကုသိုလ်ဆိုတာလဲနားလဲတဲ့ကောင်တွေမဟုတ်ဘူးကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာလဲဒီကောင်တွေနားမလဲဘူးဒီကောင်တွေကိုဥပဒေနဲ့သွားမှာအဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်ချင်းအပြင်ရန်ကုန်မြို့နယ်ကပိုင်း၌ဆိုတဲ့ကိစ္စကတော်တော်လေးစိုးစိုးရွားရွားဖြစ်လာနေပြီဆိုတာကိုအားလုံးမျက်မြင်ကိုတွေ့ဖြစ်ကြမယ်လို့ထင်ပါတယ်ဗျတစ်ဆက်တည်းဒါလေးပါဆက်ပြမယ် ဒုက္ခရောက်မှာ ပြီရနော် ဟုတ်ကဲ့အဲ့ရဖုန်းနှလုံးတစ်ခါတည်းကို တစ်လုံးနဲ့မယူနှလုံးလုံးယူသွားတာကျွန်တော်ထားတာနှလုံး sorry sorry ဟောဒီတော့ ဖုန်းခိုးတာနော်ဖုန်းနှလုံးလုံးကိုခိုးတာကပြုံးနဲ့အပြုံးမပြတ်ဘူးပြီးတော့ဘာပြောသွားလဲနားထောင်ကြည့် sorry တဲ့ဖုန်းသူများဖုန်းကိုခိုးတာဗျာအဲ့ဒါကို sorry ဆိုတဲ့စကားလေးနဲ့လွယ်လေးပေါ့လေးပြောသွားတာနော် နော်ဟိုဒီလိုသိရွာဖြစ်ချင်တယ်နော်ဟုတ်ကဲ့ဟုတ်အဲ အော်အဲ့လိုမျိုးတော့မလုံနဲ့နော်အမယူယူတတလှုပ်ရှားပါရဲ့နော်ဘုံကလည်းချက်နေနေယူပြီးတော့မှာယူယူတတလှုပ်ရှားတာကောင်းတယ်နော်ဘာပြောခြေလက်စုံနေနဲ့အဲ့လိုမျိုးကြီးတော့မလုံနဲ့ဖုန်းတစ်လုံးပျောက်သွားလို့ရှိရင်ကျမတို့ဒုက္ခရမ်းရောက်တယ်အဆက်အသွယ်တွေပေါ့နော် အေးစစ်ပဲ sorry ကြော့တဲ့ဟောသူများဖုန်းကိုသူများဆိုင်တဲ့အထိဝင်ခိုးတာတော့မှ sorry ပဲပြောပြီးတော့ပြုံးမပြတ်ထွက်သွားရဲတဲ့တတိမျိုးအဲ့တော့ဆိုင်ရှင်တွေကလည်းရိုးပဲလွတ်ပေးလိုက်တယ်ဗျာကဲကြည့်အောင်အဲ့တော့ဒီတခိုးကိုကြည့်ရင် तू ကကြောက်တဲ့ရုပ်လည်းမပေါ်ဘူးအေးစစ်ပြုံးမပြတ်ဘူးဗျာသိလားအဲ့တော့ तू ဖမ်းခံရမှာ तू တိုင်ခံရမှာ तू ထောင်ကြမှာကိုလည်း तू မကြောက်ဘူးအဲ့တော့တော်တော်အံ့ဩစရာကောင်းတဲ့အခြေအနေမျိုးဗျအဲ့တော့လွတ်ပေးလိုက်တဲ့သူတွေကိုလည်းကျွန်တော်တော်တော်လေးအံ့ဩပါတယ်ဗျာဒီလိုလွတ်ပေးလိုက်တော့နောက်တစ်ဆိုင်ကိုလည်းအဲ့လိုပြုံးနဲ့ဝင်ခိုးမှာပဲသူ့ပုံစံကနောင်တရတဲ့ပုံကြောက်တဲ့ပုံမှမပေါ်တာနော်ဒါလေးလေးဆက်ပြမယ် အေးလေခဏနေဟုတ်တယ်နှိုက်ရတယ်ထားပေးမယ်လေ အဲ့မှာလက်ကိုကြည့်တော့ဘလောက်တောင်မှကပိုင်းနှိုက်တဲ့နေရာမှာဆရာကြလဲဒါ pro နော်ဒါဒီ video fan ကိုကျွန်တော်ဘာလို့ပြလဲဆိုတော့အဲ့တော့ professional ကပိုင်းနှိုက်တွေရဲ့ပုံစံကဘလို့လဲဘလို့နှိုက်တာလဲဆိုတာကိုကျွန်တော် viewer တွေကြည့်ဘူးမြင်မှုအောင်ကျွန်တော်ပြန်လဲဝေမျှတာပါတေချာကြည့်ပါဘလောက်တောင်မှ professional ဆန်လဲဘလောက်တောင်နှိုက်တာကျွမ်းကျင်လဲဆိုတာကိုကြည့်လိုက်ပါ အင်းကြီးအောက်ကပန်းရောက်နေဒီနားမှာပတ်ချက်ကြီးအေးအပြပဲအဓိက ဘယ်ပြအင်းကြီးညူရ 包外那个就来，多